လောကကအင်မတန်မှအနေကျက်လောက်တဲ့အထိအန္တရာယ်များတယ်ရှိတာတွေကိုထုတ်ထုတ်ကြွားနေတဲ့အခါကျတော့ရန်သူတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအဲ့ဒီလိုရှိတာတွေပြနေလို့လေဘယ်သူမှအထင်ကြီးမသွားဘူးရှိတဲ့အရာတွေကိုအကျိုးရှိတဲ့နေရာတွေမှာသာတိုးတိုးတိတ်တိတ်သုံးဆွဲရင်းဖြင့်အကျိုးရှိမဲ့နေရာလိုအပ်မဲ့နေရာတွေမှာပေးခဲစွန်ကြဲရင်းဖြင့်ကိုယ့်ရဲ့ဒါနအထုပ်ကိုထုတ်သွားဖို့ပဲလိုအပ်တယ်ရှိတာတွေကိုအားလုံးသိအောင်ခဏခဏထုတ်ပြနေတဲ့အခါကျတော့ရန်သူတွေများလာတယ်မနာလိုတဲ့သူတွေပေါ်လာတယ်အဲ့ဒါကိုကပြန်ပြီးတော့အပြစ်မြင်လို့မရဘူးသူတစ်ပါးရှိတာကိုမုဒိတာမပွားနိုင်ဘူးလားလို့မလုံနဲ့လူတိုင်းအစဉ်ပြေနေကြတာမဟုတ်ဘူးတနက်စာတနက်မနေ့ရှာစားနေရတဲ့သူတွေကဘလို့မှဝမ်းမသာပေးနိုင်တာအမှန်ပဲရှိတာတွေကိုဖြုံးပြတယ်ရှိတာတွေကိုသုံးပြတယ်သူတို့အတွက်ဘာမှအသုံးမတည့်ဘူးအသုံးမတည့်တဲ့အပြင်အခွင့်မသာလို့သာဘာမှမလုပ်ကြတာအခွင့်သာရင်ကိုယ်စီကအရာတွေကိုမတော်မတရားတောင်လူယူဖို့အတွက်စိတ်ကူးမဲ့သူတွေပေါ်လာလိမ့်မယ်ဒါကြောင့်ရှိလဲတိုးတိုးတိတ်တိတ်နေလူသိမခံနဲ့မရှိလဲမသိစင်နဲ့မရှိတာကိုသူများသိအောင်လုပ်နေတော့မတနာဘူးမတနာဘဲနဲ့ဘာပြောလဲဆိုတော့ဟိုညံ့လို့မရှိတာမကြိုးစားလို့မရှိတာနဲ့ကိုယ့်အခက်အခဲကိုနားလည်ပေးမဲ့သူဆိုတာမရှိဘူးညီးညင်တဲ့လောက်ညီးကိုချင်းစာမဲ့သူပေါ်လာမှာမဟုတ်ဘူးကိုချင်းစာတဲ့သူတော့ပေါ်တော့ပေါ်မယ်ဘလို့ပေါ်မလဲဆိုတော့ပါစက်လောက်ပဲဩတနာပါတယ်ဒီလောက်ပဲအေးကိုဒီလက်ရောက်နေကိုညီကျင်တဲ့သူပေါ်အောင်တော့အနောက်ရှက်အဟံတားတွေပေါ်လာတာပဲဒါဒီတော့ကိုအားကိုပြီးတော့တိုးတိုးတိတ်တိတ်နေတာပဲကောင်းတယ်မရှိတာတွေကိုလူသိအောင်လုပ်ပြန်တော့လေအထင်အမြင်လွဲပြီးတော့ကိုတောင်ပြန်ပြီးတော့အပြစ်တင်သွားသေးတယ်အဲ့တော့အကျိုးရလဒ်ဘာမှမရှိတဲ့အတွက်ရှိလဲမကြွားနဲ့မရှိလဲငိုမပြနဲ့အမြဲတမ်းတီတီငြိမ်ငြိမ်နဲ့ရင်းရင်းကြက်ကြက်သာနေရှိလို့ခဏခဏပြမိတယ်ရှိလို့မလို့ကိုဘာသာကိုသုံးတာပဲဆိုပြီးတော့သုံးပြတယ်ရန်သူတွေပေါ်လာတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ကိုအိမ်နေနာချမ်းကအစအမြင်မကြည့်တော့ဘူးဆိုတာကိုတတိထားလိုက်ပါကောင်းတဲ့ကုသိုလ်လုပ်ရင်တောင်မှကိုလှူနိုင်လို့လှူတာတောင်မှအပြစ်မြင်တဲ့သူကမြင်သေးတာကိုဒါတော့တိုးတိုးတိတ်တိတ်နေတတ်မှကောင်းတာမရှိတဲ့အခါမှာလည်းပဲခဏခဏညီးနေတော့ညီးပြမနေနဲ့လူတိုင်းကဒုက္ခတွေနဲ့ကြည်ပဲဆိုကိုချင်းမစားတဲ့အပြင်ကိုယ့်ရဲ့ဒုက္ခကိုတောင်မှပြည့်ရပြူသွားတာခံရလိမ့်မယ်ကိုအပြစ်တင်သွားတာသာအဖတ်တင်လိမ့်မယ်လူတွေရဲ့တနာညာတာမှုတွေကိုရချင်နေလို့မရဘူးတကယ်တမ်းတနာညာတာမယ်ဆိုကိုအနားမှာရှိတဲ့သူအနားမှာပတ်ဝန်းကျင်မှာရှိနေတဲ့သူသူတို့သာငဲ့ညာတတ်တဲ့စိတ်ရှိလို့ရှင်ငိုပြနေစရာတော့မလိုဘူးအစဉ်ပြေသွားမှာဒီတော့ရင့်ကျက်တဲ့စိတ်နဲ့သာနေထိုင်ပါရှိလဲမကြွားတတ်ဘူးမရှိလဲအာမငဲ့တတ်ဘူးတိုးတိုးတိတ်တိတ်သာနေ၍ဒီအတိုင်းသာဘဝကိုရင့်ကျက်စွာကြောဖြတ်ကြရတာအစဉ်ပြေစွာကြောဖြတ်နိုင်ပါစေလို့ဆုတောင်းပါတယ်အားလုံးရင့်ကျက်သောစိတ်ထားဖြင့်တည်ငြိမ်တဲ့ဘဝတွေရကြပါစေ